ကျမတို့လူချောင်းပါမှာရောက်နေပါပြီနောက်ကမင်းဟာလူချောင်းမင်းဖြစ်ပါတယ်မြန်မာနိုင်ငံတို့စီးဝင်သွားရင်ဇော်ဝင်းမျိုးလို့ခေါ်ပါတယ်ဆက်လက်ပြီးလူချောင်းမျိုးနဲ့နိုင်ငံရွာတို့တန်းလူမျိုးများ၏တွဲမိန်ခြင်းမှုအမွေအနှစ်များကိုတွားရောက်စုံစမ်းလှည့်လာကြရအောင်တန်းလူမျိုးကြီး1985ခုနှစ်တွင်တန်းဟူပြီးပြောင်းလဲခေါ်ဆိုတာကိုတွေ့ရှိရပါတယ်အစိုးပိုင်းမှာဘလုံးဟူပြီးခေါ်ဆိုကြတယ်ကျမတို့မြန်မာနိုင်ငံမှာလည်းဘလုံးလူမျိုးရှိပါတယ်မင်္ဂလာပါအတော်ရင်ချီပင်းလာပြီလားအတော်ရက်လုံနေတာလားဟုတ်တယ်ကြည့်အတော်ရက်လုံနေတာလေအတော်ပါရက်နေတာလဲဒီအထက်ကအယောင်ဆုံးထဲလို့ခေါ်ပါတယ်ဒါဟာအယောင်ဆုံးထမိန်ပါတကယ်ချစ်လို့ကောင်းတာပဲအတော်တို့မှာမိဘတွေဟာနေနဲ့ငကားဆိုပြီးဆိုရရှိပါတယ်ဒါကြောင့်မိဘတွေရဲ့အလင်းကိုအဆိုပြုပြီးပြုလုပ်ထားခြင်းဖြစ်ပါတယ်ရောင်ဆုံးသမီးဟာနေရဲ့အလင်းကိုကိုစားပြုနေပါတယ်ပြီးတော့တို့ရဲ့ကပတ်ကိုပတ်ရပါတယ်အပေါ်မှာငကားရဲ့မှုတ်ဆွမွေးပါပါတယ်ပြီးတော့ဒုမွေးဖြင့်ပြုတ်လို့ထားတော့အလှစင်ပေါ်လုံးငယ်လေးပတ်ပါတယ်တို့ရဲ့ငကားမိခင်ကထွေးထွလိုက်တဲ့ရန်ဆက်လုံးစုပြီးစူရိုးရှိကြပါတယ်ပြီးတော့ခေါင်းကပတ်ကွင်းလဲရှိပါတယ်တဲ့တအန်းအမျိုးသမီးများရဲ့ဝတ်စုံဟာခါဝက်ခပတ်ကွင်းမပါမဖြစ်ပါတယ်ဝတ်စုံဘလောက်လှပနေပါစေဒီခါဝက်ခပတ်ကွင်းမပတ်ထားဘူးဆိုရင်ပြည့်စုံတဲ့တအောင်ဝတ်စုံလို့ပြောလို့မရပါဘူးခါဝက်ကပတ်ကွင်းဟာတအောင်လူမျိုးများရဲ့ချစ်ချင်းမြတ်တာတင်ကေတလို့လဲဆိုနိုင်ပါတယ်ဒီဟာရဲ့အတွက်တမ်းမထားချင်းရှိတယ်လားတကယ်လို့မိန်းကလေးတယောက်ဟာဝတ်ထားတဲ့အကွင်းများလေဒီမိန်းကလေးရဲ့မိသားစုကပိုချမ်းသာပြီးလုံလောက်ရရလဲပိုရှိတယ်ဆိုတာကိုတက်တည်ပြပါတယ်လိုက်တဲ့ကောင်လေးလည်းများပါတယ်အဲ့ဒါဆိုတမင်းကိုမြင်လာပေးပါရတယ်ကြည့်ဒါကငကားကြီးခွန်လေဘာကြောင့်လဲဆိုတော့အတော်တို့မိခင်ကငကားလေအမိခန္ဓာကိုယ်မှကြီးခွန်ဖြစ်ကျေဒီလောက်ထားခြင်းဖြစ်ပါတယ်အမေကိုလွမ်းတဲ့စိတ်ကိုအင်းစီပေါ်မှာဝိစင်ထားလိုက်တာပဲဒါဟာငကားရဲ့မုတ်စိတ်မွေးတူတွေပါတမီးကိုကောင်းပေါင်းပေးမယ်လေဟုတ်ကျေးဇူးပါတော်ရင်အိတ်ကလေးကဈေးရကြီးထဲတဲ့အိတ်ဖြစ်ပါတယ်ဝတ်စုံဟာပြီးပြည့်စုံသွားပါပြီတစ်ချက်လောက်လှည့်ပြပါဦးတမီးလာလားအရင်လာတာပဲသမီးလေးရဲ့ဝတ်စားဘလို့လဲလာတကယ်လာတာပဲချီပင်းဒီမှာကြည့်တရက်တီးတွေဆွတ်ထားတဲ့အိတ်ကိုဖြည်းဖြည်းချင်းဆွဲထုတ်နော်ဒါမှတရက်တီးကိုထိခိုက်မှုမရှိမှာတကယ်လာတာပဲသမီးလိုပဲလာတာပေါ့ကျေးဇူးပါအတော်လဲအရင်လာပါတယ်အားလုံးလှပါတယ်ဟိုင်ဦးလေးမင်္ဂလာပါမင်္ဂလာပါတမီးဒါကပါပုံမျိုးလဲဦးလေးဒါကရေပုံလို့ခေါ်ပါတယ်ရေထေးပြီးတီးခတ်ရတဲ့ဟာမျိုးမလို့လေအတန်ပိုကျပြီးနားထောင်လို့လဲပိုကောင်းပါတယ်ရေမဖြစ်ခင်အတန်ကဒီလိုမျိုးဒီလိုလဲချေတာပဲရေဖြစ်ပြီးရင်ဒီထက်ပိုကျတယ်အဲ့ဆိုတမင်းတို့ရေဖြစ်ကြအောင်လေအေးရတာပေါ့ဒါကရေဖြစ်တဲ့အပေါက်လေးဘလောက်ထစ်သေးရမလဲအထင်းမှာရေဆိုရှဲအောင်ထည့်ရပါပြီပုံရဲ့မဲ့နှစ်ပြင်တရေကိုလေးရေဆိုအောင်လုပ်ပေးရတယ်ဒီလိုဖေးပြီးအကုန်ဆိုအောင်တစ်ချက်လောက်လိမ့်ဒီဘက်ရယ်ဆိုအောင်လုပ်ပေးရတယ်ခုတမီမှာကြည့်လိုက်ခုနကနဲ့လေးချင်တူသေးလားအမလေးအရင်လေးတာပဲဘယ်နဲ့ချင်းလောက်ရှိနိုင်မလဲရေမဖြစ်ခင်ကကျင်30လောက်ရှိမယ်ထင်တယ်ရေဖြစ်ပြီးရင်ကိုရေဖြစ်ပြီးရင်ကျင်30လောက်တိုးလာမယ်ထင်တယ်တစ်ခေါက်လောက်ပြန်မကြည့်အောင်ဦးလေးကပြောတယ်အကယ်၍တရက်ကြိုပြီး9-6နာရီလောက်ရဆူထားနိုင်ရင်သူ့ရဲ့အတန်ကပုံကောင်းတဲ့တို့ပြောဆိုအရာပုံရဲ့အတန်ဟာမိုင်ထောင်ပေါင်းများစွာကျန်းလောင်းလို့စနိုင်ပြီးကနဲ့တူကိုလည်းပုံပြီးကချင်စေပါတယ်တန်းလူမျိုးတို့ရဲ့တန်နာရီလန်စကားမှာရေပုံရဲ့အတန်ဟာရှစ်ခေတ်ကပက်တင်တန်ဆိုပြီးယူဆကြတယ်ဒါကြောင့်လူတွေလေးစားနေတတ်ကြတယ်ရေပုံအကဟာတန်းလူမျိုးတွေရဲ့အရေးကြီးတော့ဘွဲ့တပင်းဖြစ်ပြီးပန်းရဲ့လောက်ပွဲမှာဆိုမပါမဖြစ်တော့အကလည်းဖြစ်ပါတယ်ရေပုံအကဟာ2014ခုနှစ်တွင်နိုင်ငံအဆင့်ဒရမ်းမယ်အင်ဂျင်မှုအမွဲအနှစ်အဖြစ်စီးသွင်းခံထားရပါတယ်တရားကမှာရလို့တဲ့အပိုင်းပါပါတယ်ယောက်ျားတွေရဲ့ကောင်းပေါ်လောက်ပေးရတယ်ဘုကတို့ကိုပျော်ရွှင်မှုပေးဖို့တဲ့သိုးတဲ့တင်ကြတာပေါ်ပါတယ်ကျမ်းမာခြင်းဉာဏ်ချမ်းခြင်းပျော်ရွှင်ခြင်းတွေပေါ့အခုလိုသူ
的面三内的替而亲你嘛，第老比送的专门节目你股，真正他是内的没苏大股，只嘛木对你开把布，阿萨白只嘛乌雷股，对么老也把布，大的呢多一个表达，浪费的不苗嘞，背的钢筋不苗嘞，苏着也比送股有病。只嘛也钢筋股公司表的你呢，乌雷股浪费来吧的，只嘛都对呢，今年你别路干啥呀吧的，不如接来你拿清对耶，西龙你牛木呢，高木刷不包呢还木股，只嘛对你呀吧的，少个拍呀的哈，当龙牛苗耶，少嘛也他的江北是吧的。大人们，嘟嘟呢，这个只对呀嘛，就嘛嘟嘟也喇叭比你在做更多，眼睛目过来对看啥呀吧。